အားလုံးပဲမင်္ဂလာပါဆင်မဒီနေ့ GED Mathematical Reasoning McGraw-Hill Word Portal နေပြီးတော့ Chapter 7 Statistics အပိုင်းလေးကိုစတင်ပြီးတော့ဆွေးနွေးပြပါမယ်။ကဲဒါဆိုရင်တူတူကြည့်ရအောင်။ဒီမှာဒါလေးဖတ်လိုက်မယ်ပေါ့နော် For question 1 to 4ဆင်မတို့မိကုန်းနံပါတ်1ကနေ4အထိတွက်မယ်ဆိုရင် use this table အောက်က table လေးကိုဆင်မတို့သုံးချပေးပါတဲ့ or experimental data ဒါလေးတကယ် experiment လုပ်ပြီးတော့ရလာတဲ့ data လေးတွေကို table ဆွဲထားတာပါတဲ့ဒါလေးကိုကြည့်ပြီးတော့တွက်ပေးပါလို့ပြောတာ okay အပေါ်က x တန်ဖို့အောက်က y တန်ဖို့ရေးထားတယ် okay ကြည့်ရအောင်နံပါတ်1 what kind of probability model ဘယ်လို probability model အမျိုးအစားကို can be made ပြုလုပ်နိုင်တယ်လေ from these data ဒီပေးထားတဲ့ data တွေကနေဘယ်လို model လေးပြုလုပ်နိုင်တယ်လေ if အဲ့ဒီနေရာမှာ h is the input h ကတော့ input အစားသွင်းမဲ့ကောင်ဖြစ်ပြီးတော့အဲ့ဒီကောင်ကိုအစားသွင်းလိုက်ရင်တော့ ny the result y ဆိုတဲ့အဖြေရလာမယ် h ကိုအစားသွင်း y ဆိုတဲ့အဖြေရလာမယ်ပဲဆိုကြပါစို့တဲ့ဒါဆိုဒီ data လေးတွေနဲ့ကျမတို့ဘယ် model လေးတည်ဆောက်လို့ရတယ်လေတဲ့ဒါဆိုရင်အောက်ကအဖြေတွေရနေရွေးကြည့်မယ်ပေါ့နော်နားနဲ့တခုမှမရဘူးတဲ့ the data are random data တွေဟာတဲ့ are random ကြာပန်းနေဖြစ်နေတဲ့အတွက်ကြောင့်မလို့တဲ့ကျမတို့ကသူကတခုမှတည်ဆောက်လို့မရပါဘူးတဲ့။ဒါလေးကဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့ခဏထားခဲ့ပါအောင်။နောက် BAC တွေဒီကိုဆက်စဉ်းစားအောင်။နံပါတ် B 1 model တစ်ခုတော့ဖြစ်နိုင်ပါတယ်တဲ့။ဘာကြောင့်လဲဆိုတော့ in which အဲ့ဒီထဲမှာ the data ပေးထားတဲ့ data လေးက approximately ဆိုတာအနည်းဆက်ဆုံးလို့ပြောတာ exactly လို့ပြောတာမဟုတ်အနည်းဆက်ဆုံး proportion နဲ့အချိုးတွေတူကြပါတယ်တဲ့အနည်းဆက်ဆုံးတော့အချိုးတွေတူကြတယ်ဒါဆိုရင်ဆရာမတာဝန်ကအချိုးရှာကြည့်ရမယ်တာဝန်ရှိတာပေါ့နော်အချိုးဆိုတာမင်းတို့သိတယ်စားခြင်းပဲနော်ဆရာမတို့ x ကိုတီးပြီးတော့ y နဲ့စားကြည့်အောင်ကွာ2ကို14နဲ့စားတော့ဆရာမတို့ 1/7 ဟုတ်တယ်ဟုတ်ဒါလေးကိုစားတာဒါလေးကိုစားပြတာ9တက်လီ9လို့လေးစားပြမယ်နော်9လီက49ဆိုတော့9လီရောက်မလား9 6လီ42 42ဆိုတော့50 9လီ49 6.9ဆိုတော့9နားမှာပဲ4တက်လီ4 9လီ28 28ဆိုတော့1ကျန်နဲ့1.2 4နဲ့လီ8 4 5လီ20ဟောဒါလေးက5တက်လီ5 5 9လီ35 9တက်လီ9 9 9လီ63 1တက်လီ1 1 8လီ8 6တက်လီ6 6 9လီ42 3တက်လီ3 3 9လီ21 1ကျွင်းတော့3 လီ9 17တက်လီ17 17 9လီ89 8တက်လီ8 8 9လီ56ဆရာမအချိုးတူလားမတူလားသိချင်တဲ့အတွက်ကြောင့်မို့အချိုးတွေရှာကြည့်လိုက်တယ်ဆရာမကူရှာထားတဲ့အချိုးစားလိုက်ကြည့်ရပါတော့စားလိုက်တဲ့အခါမှာမင်းတို့လည်းမြင်တယ် 1.7 1.6.7 1.725 အကုန်လုံးဒီတစ်ထပ်သေးနီးပါတော့မတူပေမဲ့ခုနှစ်ဆိုတဲ့ကိန်းသားမှာ approximately အနည်းဆက်ဆုံးတော့အချိုးတွေတူးနေတာတွေ့ရတယ်တစ်ထပ်သေးတော့မတူပေမဲ့အနည်းဆက်ဆုံးအချိုးတွေတူနေတာတော့တွေ့ရတယ်ဒါကြောင့်ကိုသိကြတယ်ဒီအဖြေလေးတော့ဖြစ်သွားပြီဟုတ်ပြီနော် तू က exactly လက်သုံးတာပေါ့အနည်းဆက်ဆုံးအချိုးတွေတူကြရဲဆိုတော့တကယ်လဲတူရလေဒီမှာရှာပြထားတယ်ဒါဆိုရင်ကျန်တဲ့ဟာတွေလည်းဆက်စဉ်းစားကြည့်ပါဦးအန်ကျင်မှန်နိုင်တာသိရပါတော့နံပါတ်စီက1တခုတော့ဖြစ်နိုင်တယ် in which the data ဒီထဲမှာတဲ့ data တွေက inversely proportional ဆိုတော့မင်းတို့သိရတခုတိုးရင်နောက်တစ်ခုကလျော့သွားပြီးရတာ x ကတိုးရင် y ကလျော့သွားပြီးရတာဒါကို inversely proportional လို့ခေါ်တယ်ဒါဆို data လေးတွေပြန်ကြည့်ရအောင်ဒါဆိုဒါလေးဖြတ်လိုက်မယ်နော် data လေးတွေပြန်ကြည့်အောင် x တန်ဖိုးတွေ2ကနေ9ကိုတိုးသွားတဲ့အချိန်မှာ y တန်ဖိုးက14ကနေ49ကိုတိုးသွားတယ် x တန်ဖိုးက9ကိုကနေ4ကိုပြန်ကျသွားတဲ့အချိန်မှာသူ့တန်ဖိုးကလည်း49ကနေ29ကိုပြန်ကျသွားတယ်ပြန်ကြည့်လိုက်4ကနေ5ကိုတိုးသွားတယ်သူ့တန်ဖိုးလည်းပြန်တိုးသွားတယ်သူ့တန်ဖိုး x တန်ဖိုးတွေတိုးရင် y တန်ဖိုးတွေလိုက်တိုးပြီးတော့ x တန်ဖိုးကျသွားတယ် y တန်ဖိုးကပြောအောင်ဆိုတော့ကျသွားတယ်ဒါဆိုမင်းတို့သိတယ်တစ်ခုတိုးရင်နောက်တစ်ခုလည်းလိုက်တိုးတယ်တစ်ခုလျော့ရင်နောက်တစ်ခုလည်းလိုက်လျော့တယ်ဒါဆိုရင်ကျွန်တော်တို့ဘာလို့ခေါ်တော့ဆိုတော့ directly proportional လို့ခေါ်တယ် x တိုးရင် y လိုက်တိုးမယ် x လျော့ရင် y လိုက်လျော့မယ်တစ်ခုတိုးလို့လိုက်တိုးမယ်တစ်ခုလျော့လို့လိုက်လျော့မယ်ဒီလိုမျိုးပြိုင်တူဖြစ်တဲ့ကိစ္စတွေဆိုရင် directly proportional လို့သုံးတယ်ဒီမှာသူက inversely proportional ဆိုတော့ x တိုးရင် y လျော့ရမယ်ဒီလိုအခြေအနေမျိုးဖြစ်လာအောင်ဒါကြောင့်မလို့ဖြည့်သည် C တော့မဟုတ်နိုင်ဘူးနံပါတ် D
one နဲ့တခုတော့ဖြစ်နိုင်တယ် in which တဲ့အဲ့ဒီမှာ the data are related ဒီ data တွေအားတဲ့ related ဆိုဆက်ဆက်နေတယ် by a power to နှစ်ရဲ့ထံညွှန်းနေနဲ့ဆက်ဆက်နေတယ်တဲ့ဆရာမတော့နှစ်ရဲ့ထံညွှန်းနေလိုက်ရှာကြည့်တာ၄နဲ့၈နဲ့နှစ်ခုပဲတွေ့တယ်ကျန်တဲ့ကောင်တွေ၄ရဲ့ထံညွှန်းနေလည်းမတွေ့ပါဘူးအဲကြောင့်မလို့ဒီ data တွေနှစ်ရဲ့ထံညွှန်းနေနဲ့ဆက်ဆက်တည်ရဆိုအိုးဒါလည်းမဖြစ်နိုင်ဘူး C လည်းဖြစ်နိုင်ဘူး D လည်းမဖြစ်နိုင်ဘူး A လည်းမဖြစ်နိုင်ဘူးဆိုရင်ဖြေလေးတွေသိကြတယ် B ပဲဒီလိုမျိုးအကောင်းဆုံးဖြေကိုဆရာမတို့ရွေးချယ်လို့ရတာပေါ့နော်ကဲဒါဆိုရင်ဆက်သွားရအောင်နံပါတ်2ဆရာမနံပါတ်2ကလည်းဒီ data လေးကိုကြည့်ရမှာနော် which equation below အောက်မှာပေးထားတဲ့ equation လေးဟာ express a model ဒီ model ကိုတိစောက်မှာခုနပြောတဲ့ probability model ကိုတိစောက်တဲ့အခါမှာဆရာမတို့ဘယ် equation လေးသုံးရင်ကောင်းမလဲခုနကဆရာမမင်းတို့ကိုရှာပြထားတယ်နော် x နဲ့ y နဲ့ဒီ1/7ဆရာမတို့9ပုံတစ်ပုံတနည်းအားဖြင့်9ဆပေါ့ y ဒီ x ရဲ့9ဆရှိတယ်ဒီလိုဆက်ဆက်မှုရှိတယ်အနည်းဆက်ဆုံးဒါခုနကစားပြခဲ့တယ်ဒါကြောင့်မို့နံပါတ်1ရဲ့အဖြေကိုသိရင်နံပါတ်1ဒီမရစရာအကြောင်းမရှိဘူး there is no equation possible တဲ့နံပါတ် A က equation မရှိနိုင်ဘူးတဲ့ O ဒါမဖြစ်ဘူး y ကိုလိုချင်တဲ့ x ကတန်ဖိုးလေးတွေကိုတဲ့9နဲ့မြောက်ပြီး A လေးတွေပေါင်းလိုက်ပါတဲ့နံပါတ် C က y ကိုလိုချင်တဲ့ x ကိုနှစ်ထပ်တင်ပြီး A ပေါင်းလိုက်ပါတဲ့ဒါတွေကတော့မဟုတ်နိုင်မှမင်းတို့သိပါတယ်နော်ဒါလေးကဖြစ်ချင်တယ်လို့နေပါရှိတယ် y ဒီတဲ့ x ကို9နဲ့မြောက်ပါတယ်ဒါဆိုမင်းတို့သိရနော်ဦးနာကလည်းကျွန်တော်ပြထားပြီးသား approximately လို့ပြောတယ်ဒါကြောင့်မလို့အနည်းဆက်ဆုံး equation လေးကိုရှာနိုင်ရပြီဦးနာကမင်းတို့လည်းသိရကျွန်တော်တို့အချိုးတွေအကုန်လုံးဒီဘာလေးနဲ့အချိုးတူခဲ့ရအောင်ဆိုတော့1/7နားလေးပါအချိုးတူခဲ့တာဒါကြောင့်မလို့ကျွန်တော်တို့ x ဆို y ဆိုတဲ့ကောင်ကြီးကိုလိုချင်ရင် x ဆိုတဲ့ကောင်ကိုဘာနဲ့မြောက်ရင်ရပြီလို့ဆိုတော့9နဲ့မြောက်ရင်ရပြီဒါကြောင့်မလို့အဖြေလေးဒီဒီပါဟုတ်ပြီနော်မျိုးပြန်ကြည့်ကြည့်လိုက် table လေးကိုမင်းတို့ x ဆိုတဲ့ကောင်လေးကို9နဲ့မြောက်နဲ့9နဲ့14ဆို y ရတယ်9နဲ့49ဆိုရင် y နဲ့အနည်းဆက်ဆုံးရတယ်4 9နဲ့28အနည်းဆက်ဆုံး5 9နဲ့35ဒါကြောင့်မလို့ဆီယမ်မရဲ့ equation လေးဒီ dy = 7h လေးဖြစ်ပါတယ်ကဲဒါဆိုရင်နံပါတ်3ဒီ table လေးကိုပြန်ကြည့်ပါပေါ့နော်ကဲမကြည့်ခင်ဆီယမ်မတို့ဒီပေါ်လေးကြည့်အောင် what is the most probable reason ကြောင်းပြချက်ပေါ့ကွာ that not all the data fit the model exactly မင်းတို့သိရဒီ model ကြီးကတစ်ထပ်တဲ့ exactly ဆိုတာအတိအကျကျမတို့ fit ဖြစ်လားဆိုတော့တိကျလားလို့ပြောတော့မတိကျဘူးလေမင်းတို့သိရနော် 1/7 နဲ့ approximately အနည်းဆက်ဆုံးကျမတို့တိကျနေတာအဲကြောင့်မလို့အဲ့လို exactly တိကျကျမတို့ fit မဖြစ်ဘူးအဲ့လိုမဖြစ်ရတဲ့ reason ကဘာများဖြစ်မလို့မင်းတို့ကြည့်လိုက်ကျွန်တော်ဒီ9အတိအကျရတဲ့ကောင်တွေရှိတယ်9အတိအကျမရတဲ့ကောင်တွေရှိတယ်ဟုတ်လားဒါလေးက9အတိအကျရတဲ့ကောင်တွေက2 9 4 14တို့5 9 4 35 9 9 9 63 6 9 4 42 17 9 4ဒီ data တွေက9ကွက်တီရတယ် proportion တွေကျန်တဲ့ data လေးတွေက900လားဆိုတော့9ဝန်းကျင်လေးတွေမှာပဲရတယ်ဒီလို data လေးတွေကိုကျွန်တော်တို့ဘာလို့ခေါ်အောင်ဆိုတော့ noise data လို့ခေါ်တယ် noise data ရဲ့တိကျမှုကိုဆရာမတို့အနှောက်အယှက်ပေးတဲ့ကောင်တွေပေါ့နော်အနှောက်အယှက်ပေးတဲ့ data လေးတွေ data ကြီးက 1/7 နဲ့အကုန်လုံးတူလိုက်ပြီးနေတဲ့ကိစ္စကိုဒီ data လေးတွေကြောင့် 1/7 ဆိုတာဒီ exactly မဖြစ်ဘဲနဲ့ approximately ဖြစ်သွားတယ်ဒါကြောင့်မလို့ဆရာမတို့ဒီပေးထားတဲ့ table ထဲမှာ noise data တွေပါတဲ့အတွက်ကြောင့်မလို့သူဒီ best fit လို့ခေါ်တာပေါ့နော်အရင်တိကျနေတဲ့အထက်မှာတော့မပါဘူးဒါလေးကိုဘယ်လိုဖြေတော့ကြည့်ရအောင်ဆရာမတို့ကဲဆရာမသွားကြည့်လိုက်မယ်မိခွန်းလေးကိုအဲဆိုရင် the data are poorly recorded တဲ့ data တွေကတတိချာချာ record မလုပ်ထားလို့ပါတဲ့။အိုးလုပ်ထားတာပေါ့သူ experiment အောင်တရားလုပ်ထားတာဒါကြီးကမဖြစ်သင့်ဘူး။နော်ဒါကြီးကလုံးဝမဖြစ်သင့်ဘူး။ There is no relation ဆက်သွယ်ချက်လုံးဝမရှိဘူးတဲ့ between the data and the model ဒီ data နဲ့ model နဲ့တဲ့လုံးဝဆက်ဆက်မှုမရှိဘူးတဲ့။ဒီ data ကိုကြည့်ပြီးတော့ model ဆောက်ပါတယ်ဆိုတာမှလုံးဝဆက်ဆက်မှုမရှိဘူးဆိုတော့မှားနေတာပေါ့။ Each data point is subject to random effect ဆိုတော့ဒါက data point လေခုနက point တစ်ခုချင်းတစ်ခုချင်းစီကဒီ random ပေါ့နော် random ဆိုတာကြာပန်းတက်ရောက်တဲ့ effect လေးရှိတယ်ဆိုတာဒါလေးတွေ noise effect လို့ပြောတာဒီမှာဘာလေးရှိနိုင်လို့ဆိုတော့ noise effect လေးရှိနိုင်တယ်ဘာကြောင့်လဲဆိုတော့ random ဆိုတာဘာလို့ကဏ္ဍတွေကကြာပန်းကြာလာတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီတချို့ကိန်းတွေကတော့တကယ်ကို exactly proportional ဖြစ်ပြီးတော့တချို့ကဏ္ဍတွေကတော့
ဆရာမတို့ approximately proportional ပဲဖြစ်တယ်ဒီလို random ကိန်းဂဏန်းတွေကြာလာတဲ့အတွက်ကြောင့်မလို့ဆရာမတို့ဒီ data တွေက subject ပေါ့နော်အရင်တိကျနေတာမျိုးမဟုတ်ဘူးလို့ပြောတာပေါ့နော်ဒါကြောင့်မလို့ဒါလေးကိုယူတိုင်းမယ်နံပါတ် C ကတော့မင်းတို့သိပါတယ် there's no reason နဲ့ဘာအကြောင်းပြချက်မှမရှိဘူးလေမတိကျတာမတိကျချင်လို့မတိကျတာဆိုတဲ့သဘောကြီးပေါ့နော်ဒါလည်းမဖြစ်သင့်ဘူးနော် A လည်းမဖြစ်နိုင်ဘူး B လည်းမဖြစ်နိုင်ဘူး D လည်းမဖြစ်နိုင်ဘူးဆိုတော့ဆရာမတို့အတိအကျဆုံးဖြေသည်နံပါတ် C လေးပေါ့နော်တစ်ခါကြရင်အဖြေမှန်မရွေးနိုင်ရင်မှားတဲ့အဖြေတွေကိုလိုက်ရှာလိုက်တာလည်းပဲဖြေမှန်ကိုရစီရတယ်အတူတူပဲကဲနံပါတ် D လေးကိုလည်းကြည့်အောင်နံပါတ် D လေးကဆရာမခုနကပြောပြတဲ့ is the best fit cup the best fit cup ဆိုတဲ့ရမင်းတို့အားလေးသိအောင်နော် best fit cup ဆိုတဲ့ဒီကဆရာမတို့ကခုနကကောင်လေးကို data လေးတွေအမှတ်ချတယ်ပေါ့နော်ဒီလို coordinate system မှာဆရာမတို့ကခြားတဲ့အခါမှာ point လေးတွေခြားတယ်ပေါ့ဒီလို point လေးတွေခြားပြီးတော့ဆရာမတို့ကမြင်းဖြောင်လေးဆွဲတဲ့အခါမှာ best fit ဆိုတာကအဲ့ဒီမှာ9 point ရှိရင် point အများဆုံးကိုထိပြီးဆွဲတယ်မြင်းတချို့တွေကထိတ်ဆုံးနဲ့နောက်ဆုံးနဲ့ကိုဆက်ဆွဲလိုက်ကြ point 2ခုကြီးလွတ်နေတယ်တချို့တွေကဆရာမတို့ဒီ5ခုရှိတယ်ဆွဲလိုက်တာ5ခုလုံးထိရလူရှိတယ်4ခုကိုထိရလူရှိတယ်2ခုတည်းကိုထိရလူရှိတယ်အဲ့ဒီမှာ best fit ဆိုတဲ့မြင်းကမြင်းဖြောင်ဆွဲလိုက်တဲ့အချိန်မှာ point တွေအများစုဆိုတာအများဆုံးပေါ့အများဆုံးကိုထိနိုင်တဲ့မြင်းကို best fit cup လို့ပြောတယ်ဟောနော်တကယ်မြင်းဖြောင်ဆွဲကြည့်တဲ့အခါမှာတချို့ point လေးတွေလွတ်နေတာမျိုးရှိနိုင်တယ်2 point လည်းဖြစ်ဖြစ်မယ်2 point လည်းဖြစ်ဖြစ်မယ်အဲ့လိုမျိုးမြင်းဖြောင်ဆွဲတဲ့အချိန်မှာ point အများဆုံးထိဖို့ထိနိုင်တဲ့မြင်းကို best fit cup လို့ခေါ်တယ်ဒါဆိုရင်လည်းသူကပြောတာ if the best fit cup on the scatter plot of these data ဒီ data တွေကိုတဲ့ best fit cup ဆွဲလိုက်တယ်ပေါ့နော်ဆွဲလိုက်တဲ့အခါမှာဘာကြီးရလာအောင်ဆိုတော့ straight line လို့ straight line ရလာတယ်တဲ့ passing through the origin ဆိုတော့ origin ကိုဖြတ်လာတဲ့ straight line ရလာတယ်ဒါဆိုရင် what cannot be said ဒီလိုမျိုးရလာပြီဆိုရင်ငါတို့ပြောလို့မရတာ cannot be ပြောလို့မရတဲ့အချက်လေး about the relation between variable ဒီ variable နှစ်ခုကြားမှာငါတို့ပြောလို့မရတဲ့အချက်တစ်ချက်တော့ရှိလိမ့်မယ်ဒါဆိုရင်ဒီပုံလေးကိုသိပါတယ်ဟုတ်နော်ဒီကောင်လေးဒီဒါ directly proportional ပုံလေးဟုတ်ပြီနော်ဒီလိုထောင်းတက်သွားတဲ့ directly proportional ဖြစ်တယ်ဆိုတဲ့သဘောကဲဒါဆိုရင်ကြည့်ကြည့်အောင် the two variable are proportional ဒီ variable နှစ်ခုအားလေအချိုးတူတယ်ဆိုတော့ဒါမှန်တာပေါ့ခုနကငါတို့အချိုးတူတယ်လေ 1/7 နဲ့အချိုးတူထားတာဒါကလည်းဆင်မခုနလည်းပြောတယ် directly proportional အချိုးတူတယ်လို့ပြောတယ်ဒါမှန်တယ်သူကခံတော့ဟိုတောင်းတာနော်ဒီ equation ရတဲ့ relating ဆက်ဆက်နေတဲ့ the variable ဒီ variable နဲ့ဆက်ဆက်နေတဲ့ equation ရတဲ့ we need လိုလိမ့်မယ် and added constant ကိန်းတွေတခုတော့လိုဖို့လိုလိမ့်မယ်တဲ့ဟောဒါလေးကဆင်မမသေးကြသေးဘူးနံပါတ် C လေးရှာမယ် the data are probability not random ပေးထားတဲ့ data တွေကလေ random မဖြစ်ဘူးတဲ့ random ဖြစ်လို့ဒါဆရာမတို့ရဲ့အချိန်မှာပြောခဲ့နော် random ဖြစ်လို့ဒါဆရာမတို့ရဲ့ proportion ကြီးကအတိအကျမဟုတ်လာတာလေဟုတ်တယ်မလား1/7နေ1.6 1/6.9နေ1/6.2တွေဖြစ်သွားတဲ့အကြောင်းကြီးကဘာကြောင့်ဖြစ်သွားတော့ random data ကြီးကြောင့်ဖြစ်သွားတာလေနော်ဒါကြောင့်မို့ data ကြီးရတဲ့ random မဟုတ်ဘူးလို့ပြောလို့မရပါဘူး the slope of the best fit line slope ဆိုတာဒီလိုရှောဆောင်လေးရတဲ့ approximate the proportion between variable ဒီ variable နှစ်ခုကြားမှာအချိုးတူရဆိုတဲ့အဓိပ္ပာယ်ကိုပြောတာပါတဲ့ဒါလေးမှန်တာပဲဒါဆိုရင်ငါတို့ပြောလို့မရတဲ့အချက်ကဒါလေးပဲပေါ့ဒါလေးကိုကြည့်ုံနဲ့ငါတို့ကဒီ equation ကဂိမ်းတွေတခုတော့လိုကိုလိုတယ်လို့ပြောလို့မရပါဘူးဒါလေးနဲ့ပြောလို့ရတာဒီ all variable နှစ်ခုဒီ directly proportional ဖြစ်နေတယ်လို့ပဲပြောလို့ရတာဟုတ်ပြီနော် data တွေက random ဖြစ်နေတယ်ဒါပေမဲ့လည်းပဲ directly proportional ဖြစ်တယ်လို့ပဲပြောလို့ရတယ်ဒီ equation ကြီးက constant တစ်ခုလိုပါတယ်လို့ဆရာမတို့ပြောလို့မရပါဘူး okay နံပါတ်4ထိပြီးသွားပြီကိုတက်တီတော့ဒီကိုတွေကရှိတယ်ပေါ့နော်စဉ်းစားရတယ် okay